မထွက်နိုင်ရင်ဘဝကမပြောင်းလဲဘူးမင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေဘာလို့မတိုးတက်သေးတာလဲမိတ်ဆွေမှာအရေးချင်းမရှိလို့လည်းမဟုတ်ဘူးလှုပ်ဆောင်နိုင်စွမ်းမရှိလို့လည်းမဟုတ်ဘူးတကယ်တော့မိတ်ဆွေဟာ comfort zone ထဲမှာတက်တောင့်တက်တာနဲ့အဆင်ပြေနေလို့ပဲဖြစ်ပါတယ်မိတ်ဆွေဟာလုံနေကြအလုပ်တွေကိုပဲနေ့တိုင်းလုပ်နေတယ်တွေးနေကြအတွေးတွေကိုပဲနေ့တိုင်းတွေးနေတယ်ရနေကြရလက်တွေနဲ့ပဲနေနေတယ်ဒါပေမဲ့မိတ်ဆွေကရလက်အစ်စ်တွေကိုမျော်လင့်နေတယ်အောင်မြင်ခြင်းရင် comfort zone တွေကနေရုံထွက်ရပါမယ် comfort zone တွေကနေရုံထွက်ဖို့ဒီ၃ချက်ကိုလိုက်လုပ်ကြည့်ပါနံပါတ်1မိတ်ဆွေမလုပ်ဘူးသေးတဲ့အရာတစ်ခုကိုလုပ်ပါနံပါတ်2မိတ်ဆွေကြောက်တဲ့အရာတစ်ခုကိုရင်ဆိုင်လိုက်ပါနံပါတ်3နေ့တိုင်း100ခိုင်နှုန်းပိုကောင်းအောင်ကြိုးစားကြည့်ပါပထမနေ့မှာတော့လုပ်ရတာနည်းနည်းခက်ပါမယ်မိတ်ဆွေနေ့တိုင်းလုပ်သွားမယ်ဆိုရင်မိတ်ဆွေမှာယုံကြည်မှုတွေတိုးလာမယ်အခွင့်အရေးတွေပိုများလာမယ်မိတ်ဆွေရဲ့ဘဝဟာလည်းပြောင်းလဲလာမှာဖြစ်ပါတယ်မှတ်ထားပါမိတ်ဆွေလိုချင်တဲ့ဘဝက comfort zone ရဲ့အပြင်ဘက်မှာရှိနေပါတယ်ဒီနေ့ပဲစတင်လိုက်ပါကျွန်တော်ကောင်းဆက်လူပါဘဝမှာထူးချွန်အောင်မြင်ကြပါစေခင်ဗျာ